အာခတ်တတော်အေကကလရန်မြစ်စီမံကိန်းကိုအလုံးစုံထိန်းချုပ်ထားတယ်လို့မီဇိုရမ်ဝန်ကြီးချုပ်ကိုယ်တိုင်ထွက်ပြောတယ်အာခတ်တတော်အေဖန်စီထားတဲ့စစ်တုံးမန်းတွေကဘုံမှုချုပ်တွေစစ်တပ်ကပုံကျဲလို့တည်တယ်ဒါတွေအပြင်ဘုံနကားပြန်လာပြီလားအကောင့်တစ်ခုကစာလေးတစ်စောင်တက်ပါတယ်အဲ့ဒီစာလေးမှာ BNR နဲ့ NUG ပြိပခဖြစ်ပွားတယ်လို့ပြောလို့ရတယ်အခင်းအကျင်းအကုန်လုံးကိုရေးသားရတာကိုကျွန်တော်တွေ့ရတယ်အကောင့်နာမည်ကထင်လင်းချုပ်ချင်တာကဘုံနကားပြန်လာတော့မှလားဒါလေးကိုကျွန်တော်တို့သုံးသပ်ကြမယ်ဆွေးနွေးကြမယ်အဲ့တော့ကနဦးမှာထင်လင်းဆိုတဲ့အကောင့်ကရေးထားတဲ့စာလေးကိုအရင်ဆုံးပြပြချင်ပါတယ်အဲ့တော့နိုင်ငံရေးတော်လှန်ရေးဆိုတာအတွေးခေါ်အဓိကကြပါတယ်ဗျနိုင်ငံရေးမှာအတွေးခေါ်လွတ်လပ်မှုရှိရပါမယ်တစုတစ်ဖက်တွင်တပင်းသူ့ရဲ့အရေးအောက်မှာဩဇာလွှမ်းမိုးခံနေရတယ်ဆိုရင်တော့တိုင်းပြည်တစ်ခုလုံးရဲ့တော်လှန်ရေးအတွက်မဟုတ်ပဲအဲ့ဒီတစုတစ်ဖွဲ့ရဲ့ဩဇာခံကပိုက်ဆောင်ပြစ်စမန်တပ်သားတွေပဲဖြစ်ပါလိမ့်မယ်အတွေးကမလွတ်တတ်တာဟာတစုံတရာကိုမိခိုနေရတာပါတစုံတရာကိုမိခိုနေတဲ့သူတွေကလည်းကိုယ်တိုင်ကအင်အားမရှိလို့ပါအင်အားချိညက်နေတဲ့လူတွေဟာတစုံတရာပေါ်မိခိုရပါတယ်ဒီလိုအခြေအနေရောက်နေပြီဒီလိုအခြေအနေမှာတော့ဒီလိုကာလမှာတော့ဘလို့ပဲဟန်ဆောင်နေပါစေအောင်မြင်မှုဆိုတာဝေးလို့ကြာရှုံးခြင်းနဲ့သာမိတ်ဖွဲ့ကြရပါလိမ့်မယ်လွတ်လွတ်လပ်လပ်တွေးခေါ်ကြံစနိုင်တဲ့လူဖွဲ့စည်းကိုကျွန်တော်တို့ပြုစုပြောထောင်ရမယ်အကျိုးစီးပွားထဲမှာဂျောင်ပိတ်မိသူတွေအဖွဲ့အစည်းတွေကိုတော့ထားခဲ့ကြဖို့အချိန်တန်ပြီဗျမျိုးဆက်တဲ့တွေးခေါ်တစ်တွေကိုကျွန်တော်တို့လက်ကမ်းကြိုရမယ်အချိန်ဒီလိုပဲကျွန်တော် Facebook စာမျက်နှာမှာဒီနေ့ပို့စီတစ်ခုရေးပါတယ်လူမြတ်ကျော်ကိုမကြိုက်လို့ရတယ်လူမြတ်ကျော်ကိုပြောတာတွေကိုရေးတာတွေကိုဗီဒီယိုတွေကိုလက်မခံလို့ရတယ်သဘောမတူလို့ရတယ်သဘောမတူလဲရတယ်သဘောတူလဲရတယ်ဒါပေမဲ့ဒါတော့စော်ကားလာမစော်ကားနေလေဗျာကျွန်တော်ယုံကြည်ချက်ကျွန်တော်ပြောမယ်ခင်ဗျားတို့မကြိုက်ကြော်သွားပေါ့လို့အဲ့ဒီကျွန်တော်ပြောဆိုချက်တွေလောက်ကင်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးသဘောမတူတာကိုကျွန်တော်ခွင့်လွတ်တယ်ခွင့်ပြုတယ်မရိုင်းစော်ကားတာကိုတော့ကျွန်တော်ခွင့်မပြုနိုင်အဲ့တော့သူတို့ကကျွန်တော်ကြိတ်ကြွေနေတာဗျတချို့ပြောတာပါကြိတ်ကြွေနေတာလာလာခိုးကြည့်တယ်ကျွန်တော်ရဲ့ Facebook page ကစာတွေကိုလာလာဖတ်တယ်ပြီးရင်အနာတွေရှိတော့စက်ကြတယ်အနာရှိမှာပေါ့ကိုယ်သွေးမှာမကောင်းကြတာစက်ရင်လည်းကြိတ်ခံလိဗျာဘာလို့အာပြေးကြီးတွေနဲ့ထထဟော်ကြတာလဲအဲဆိုတော့ဒီလိုအခြေအနေတွေရှိတယ်ဗောနော်ဒီကနေ့ကာလာတော့နောက်ပြီးတော့ SRE ကပထမဦးဆုံးသင်တန်းဆင်းတဲ့သတင်းတစ်ခုလည်းကျွန်တော်တွေ့ရတယ်အဲ့ဒီမှာထူးခြားချက်တစ်ခုရှိတယ်လို့ညညဘလတ်တိုက်က page ကထွက်လာတဲ့ page စာသားလေးတစ်ခုကိုလည်းကျွန်တော်တို့ဒီနေ့ဖတ်ကြတယ်နော်အခြေအနေအားလုံးစုံစုံငန်းကစစ်ငန်းကသုံးသပ်ကြရအောင်အဲ့တော့ဘုံနဂါလို့ခံမှန်းထင်မြင်ယူဆနေကြတဲ့စာလေး post လေးတစ်ခုကိုအရင်ဖတ်ပြပြီးသုံးသပ်ကြရအောင် NUG အုပ်စုဟာတဲ့ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNR တွေကိုဘာကြောင့်ထိုက်ခိုက်ဖျက်ဆီးရတယ်လဲ NUG ကဘိုးစစ်စင်ရေးအဆင့်အစီမံကိုစစ်ဒေသတစ်ဥဆောင်ကွက်ကဲမှုနဲ့ဗမာတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNR တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်ဒီနေရာမှာတစ်ခုပြောလိုတာက NUG ဟာဘယ်သူဘယ်ဌာနတွေအဓိကပါဝင်ဖွဲ့စည်းရတယ်စစ်ဒေသတက်ဟာဘသူအဖွဲ့အစည်းကအဓိကဥဆောင်ယူထားတယ်ပြည်သူအားလုံးဒီပါပါဝင်ကဘာကတည်ပြီးသားဖြစ်လို့ဒီကိစ္စကိုဘယ်သူတွေဘယ်ဖွဲ့စည်းတွေပါပါတယ်လို့တီးသန့်ပြောဖို့မလိုဘူးထင်ပါတယ်ဒီစာပိုက်ဟာအတိတ်ပဲအများကြီးလေးနေပါတယ်ရှင်းလင်းတင်ပြချက်ကာဒီခဝေကန်းငယ်ကာကြီးကကာဒီစီးနှင်းတိုက်ခိုက်ခြင်း16ရက်နေ့နဲ့18ရက်နေ့ဒီမှာ BNR ကိုစီးနှင်းတိုက်ခိုက်ကြပါတယ်အင်အားထောင်နဲ့ချီတဲ့တပ်တွေနဲ့
စီးနင်းတိုက်ခတ်တဲ့အခြေအနေကိုသူရှင်းပြတာပါ16ရက်2လ2026ညပိုင်းမှာကန့်ဘလူးမှစပြီးစားလင်းကြီးအထိအချောင်း6မြို့နယ်လောက်တပြိုင်နက်ဝင်ရောက်စီးနင်းထိန်းချုပ်ပြီးဘေမဌာနချုပ်တရှိရာပလဲနေကို18ရက်နေ့2လ2026နနက်အစောပိုင်းတည်းကနေရာစုံမှာ drone ဆက်လက်ကြီးငယ်များလက်နက်ကြီးလက်နက်ငယ်များအစုံလင်ဖြင့်ဒရဇက်ပစ်ကတ်တိုက်ခိုက်တယ်19ရက်2လ2026ညနေပိုင်းမှာ BNI ရဲ့နောက်ဆုံးခံတပ်စစ်ကုန်းကိုအပိသက်စီးနင်းဖျက်ဆီးသွားနိုင်ခဲ့ပါတယ်။မှတ်တမ်းတွေရတာပထမဦးဆုံးအချိန်တော့မဟုတ်ဘူးတဲ့။2024 4လပိုင်းမှာရင်းမာပင်ခရိုင်မှာအင်အားပြည့်တဲ့တစ်ကြိမ်2026တလပိုင်း9ရက်နေ့မှာ9ခရိုင်အင်အားပြည့်တစ်ကြိမ်ကနဦး2ကြိမ်စီးနင်းမှုတွေရှိခဲ့ပါတယ်။မအောင်မြင်တာကြောင့်စစ်တပ်တွေဥဆောင်ပြီး NUG ဘိုးအဆင့်အစီမံနဲ့အင်အားဖြင့်စီးနင်းတိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်။ခါဝေးအကြောင်းပြချက်များတဲ့။ NUG အ BNR ရဲ့ခေါင်းဆောင်ပုံနှကားကိုအပြည့်ရှင်းလင်းဖို့အစီအစဉ်ရှိပေမဲ့အစီအစဉ်ကိုဖုံးကွယ်ထားပြီးပြဿနာကိုအစာပြိုးနီးတွေမယုတ်မလွန်ထုတ်ပြန်ချက်တွေနဲ့ NUG ဟာအစီအစဉ်တိုင်းချီးကပ်ခဲ့ပါတယ်။2024ရဲ့ပထမအချိန်စီးနင်းမှုမှာခရိုင်တရင်တွေရဲ့တစ်မောင်ကိုကားတစ်စီးကို BNR ကဖမ်းဆီးပြီးမိဘတဲ့ကြေးရွာလူလူအတွက်အတုံးပြုတ်လိုက်ရာကနေစတင်ခဲ့ပါတယ်2026တလပိုင်း9ရက်နေ့ဒုတိယအချိန်စီးနင်းမှုမှာတိတ်ဆိတ်စီစဉ်ကြတယ် BNR ကသတင်းရသွားလို့ပြည်သူလူထုကိုစာထုတ်အသိပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ကမဟုတ်ဘူးလို့ညင်းတယ်နောက်တနေ့တကယ်ဖြစ်လာတော့စီးနင်းမှုကအပြည့်အဝမအောင်မြင်တဲ့အခါဂိတ်တွေပိတ်သိမ်းဖို့ရန်လို့အကြောင်းပြပါတယ်အခု2026နှစ်လပိုင်း16ရက်နေ့ကစတဲ့တတိယအကြိမ်စီးနင်းမှုမူလအကြောင်းပြချက်ကတော့ကိုကရုံးတေဆုံးမှုဖြစ်စဉ်နောက်ပိုင်းအပြီးပိုက်တိုက်ခိုက်စီးနင်းဖြစ်စီးပြီးနောက် NUG အဓိကပြစ်မှတ်မှာ BNR ခေါင်းဆောင်လွတ်မြောက်သွားပြီးမရိမှုလက်နက်မှုအလွဲသုံးစားမှုလူသက်အလောင်းဖျောက်မှုများအပါအဝင်အမှုကြီး9မှုလောက်တက်ပြီးအကြောင်းပြခဲ့ကြသည်ထို့ပြင်စစ်တပ်နဲ့အဆက်အသွယ်ရှိတချို့ဖြစ်လဲဆွဆွဲခဲ့ကြတယ်တက်ကိုလည်းဖြတ်တယ်လူကိုလည်းတေချောင်းကြံတယ်နိုင်ငံရေးကိုလည်းတတ်တယ်မုံရရွှေဆိုင်တစ်ခုတပြတရခံဖြစ်သူ BNR မှကြေးရွာလုံခြုံရေးအတွက်တက်ဆင်ပေးရတဲ့လက်နက်ကိုခွင့်ပြုချက်မရှိဘဲယူငင်သုံးဆွဲတဲ့ကရုံး BNR ကလက်နက်ပြန်သိမ်းတယ်အပြန်လန်ပစ်ခတ်လို့ကရုံးသိတယ် NUG အမှုဒီအောက်ကိုကဲရုံးကစာထုတ်ပြီးကရုံးဖြစ်စင်မှာပါဝင်ခဲ့တဲ့သူ BNR ရဲဘော်များကိုအနှံဖို့အကြောင်းကြားတယ် BNR ကလည်းစာထုတ်ပါတယ်တဲ့ဖြစ်စင်မှာမှန်ကန်ပြီးမိမိတို့အဖွဲ့အစည်းမှာတာဝန်ရှိကြောင်းအတိအလင်းတာဝန်ယူခဲ့ပါတယ်ဩဇာခံမှုလွတ်ကင်းလွတ်လပ်တဲ့အရပ်ဘက်အဖွဲ့အစည်းများဥပဒေပညာရှင်များပါဝင်ပြီးတော့ဗတ်မလိုက်တဲ့စနစ်ကြတော့တရားစီရင်ရေးတစ်ခုဂျားခံဖွဲ့စည်းပြီးစစ်ဆေးအရေးယူခံပြီးအကြောင်းရွေးကောက်ခံအစိုးရတရက်ပေါ်ပေါက်လာချိန်မှာဒီကောင်ကိစ္စအရေးယူခံပြီးအကြောင်းပြန်လဲပေးဖို့အကြောင်းကြားခဲ့ပါတယ်လူလူကိုလည်းအတိပေးခဲ့တယ်တာဝန်ခံခဲ့တယ်ဆိုတာအားလုံးသိကြမယ်ထင်ပါတယ်တခုလောက်တော့ထဲသွင်းပြောကြားချင်ပါတယ်တဲ့ကရုံးဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာအဖွဲ့အစည်းတွေကိုမူလမေးမြန်းတဲ့အချိန်မှာကရုံးကဘယ်အဖွဲ့အစည်းအောက်မှာမဟုတ်ပဲအလင်းတင်ရာထောက်ဖို့ပါဝင်နေသူတူဖြစ်ပြောကြားခဲ့ပါတယ်နောက်ပိုင်းကျတော့ကရုံးအဆောက်ပြဿနာကိုအစရှာခဲ့ကြတယ်ပေါ့ဗျာဒါတွေကိုလက်မခံပဲအဲ့ဒီမှာဆက်သွားတဲ့ကိစ္စတစ်ခုကကျွန်တော်ထင်တယ်ပေါ့လွတ်လပ်သောတရားစီရင်စနစ်နဲ့ရွေးကောက်ခံအစိုးရတရက်ပေါ်ပေါက်လာခြင်းချင်းဆိုတဲ့စကားလုံးတစ်လုံးကတော့အင်မတန်နိုင်ငံရေးအရပြင်းထန်တဲ့စကားဒါကိုစက်ကြတယ်ထင်ပါတယ်အဲ့တော့ဒီအချက်တွေကြောင့် BNR ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လက်နက်များအနံနဲ့တိတ်စီသူများနဲ့လက်နက်များအနံရချိန်တွင်ရေးကြည့်တယ်တိတ်စီသူများတွင်တိုင်းရင်းသားများပါဝင်နေကြောင်းသတင်းရခဲ့ပါတယ်တွေ့ရှိခဲ့ရပါတယ်ဒီနေရာမှာတော့တစ်ချိန်မှာလူမျိုးရေးအမုန်းတရားတွေကူးဆက်သွားနိုင်လို့အကျယ်တဝင့်မပြောချင်တော့ဘူး
ဖြစ်စဉ်နဲ့နောက်ဆက်တွဲလောက်ကန်ဆောင်ရွက်ပုံတွေဟာ BNR ရမြို့သားညီညွတ်ရေးအစိုးရလို့မိမိကိုမိသတ်မှတ်ထားတဲ့ NUG အဖွဲ့တက်တာဝန်ခံမှုရှိတယ်အကြောင်းအရာကိုရှင်းလင်းတယ်လုံထုံးလုံဒီစနစ်မှန်ကန်ခဲ့တယ်ဆိုတာကိုဒီပညာရှင်တပ်ပညာရှင်တမာတမတ်ကြတဲ့လူတွေကြိုက်တယ်လို့စစ်ဆေးအစစ်ဆေးခံနိုင်တယ်လို့ဒီစာသားမှာစိတ်ခေါ်ထားပါတယ်တော်လိုင်းစုံမှုတွေနေမြေအတွင်းမှာတရားမဲ့အမှုအခင်းတွေအများကြီးရှိပါတယ်တာဝန်ခံမှုမရှိခြင်းပွင့်လင်းမြင်သာမှုမရှိခြင်းအရေးယူဆောင်ရွက်မှုကင်းမဲ့နေခြင်းများသည်တဲ့အင်အားကြီးသူတို့ဤအဂတိမကင်းသောလှုပ်ဆောင်ရွက်မှုကြီးနိုင်ငယ်ချင်းကိစ္စဒါတွေနဲ့ပတ်သက်ပြီးတော်လိုင်းကြီးကအယုတ်ဆိုးအကြီးထန်နေချိန်မှာ BNR ဟာရဲဘော်နှစ်ဦးကိုထိုးကြွေးလိုက်ပြီးတော့မိရဲ့ဂုံတိတ်ခါကိုတီဆောက်နိုင်တော်လေရဲဘော်ငယ်များအားထိုးကြွေးထိုးချခြင်းမပြုဘဲအဖွဲ့အစည်းနဲ့ခေါင်းဆောင်ကိုယ်တိုင်ကတာဝန်ခံ၍လွတ်လပ်ပတ်မလိုက်ပဲစနစ်ကြတဲ့တရားစီရင်ရေးအဖွဲ့ရှိမှာပူပေါင်းပါဝင်အစစ်ဆေးခံပါမယ်လို့ကြီးညာခြင်းဟာတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းတရရဲ့ဂုဏ်သိက္ခာဖြစ်ပါတယ် BNR ထပ်ပင်နေရာကျကျပြည့်အင်အားကြီးကြီးမားမားစုံမှုထားသော NUG အဖွဲ့ဤကျူးလွန်မှုများကိုပင်အရေးယူမပေးသည့်တိုင်ဖုံးမရဖိမရနစ်နာပါတယ်ဆိုတဲ့မိသားစုဝင်တွေအော်ဟစ်နေကြတဲ့ယနေ့လူမှုကွန်ရက်စာမျက်နှာပေါ်ကအခြေအနေတွေမှာကြောက်လို့မပြောရဲဘူးဖြည့်ရှင်းမိသူပျောက်သွားမှအမှုထက်ခြင်းမှာအစစ်မမီနှိမ့်ကြတော့စင်လုံးကွက်တစ်ခုပြဖြစ်ကြောင်းထင်ရှားပါတယ်တဲ့ဒီစာရဲ့အတိတ်ပဲကတော့ဒီနေရာလေးရဲ့အတိတ်ပဲကတော့ BNR ရဲ့အင်အားကြီးမားတဲ့ NUG အဖွဲ့ကဒီအမှုမြောက်များစွာကိုကျူးလွန်လာတယ်အဲ့ဒါတွေကိုအရေးမယူပေးနိုင်ဘူးပကဖားတွေကိုပြောချင်တာပေါ့ဗျာနောက်ပြီးတော့အဲ့ဒီနေရာမှာဘုံနဂါကအခြေအနေတစ်ခုကြောင့်ပျောက်ကွယ်သွားတော့မှအမှုတွေဆင်ပြီးတော့စစ်တပ်အတိုင်းလုပ်ပါလေလို့ဆိုလိုချင်တဲ့သဘောပါအဲ့တော့ဒီအမှုတွေဒီအခြေအနေတွေကိုတဲ့တကယ်အချိန်ယူစီစဉ်မယ်ဆိုစနစ်ကြလေ့ကျင့်ပြီးတရုတ်ဆောင်တွေတွေဇလန်းစင်ကြိုက်လို့ရပါသေးတယ်နောက်တစ်ခုစစ်တပ်နဲ့အဆက်အသွယ်ရှိတယ်တက်ရှိုဖြစ်တယ်နဂါဟာအပြင်ဘက်မှာအမားဝေဖန်ထောက်ပြရင်စန့်ကျင်ဘက်အဖြစ်မခံပဲတကယ်လို့သာတက်ရှိုဖြစ်ခဲ့ရင်တဲ့နဂါပေါင်းစားမှာပေါ့ဗျာတဲ့ NUG မှန်ကြောင်း NUG ကိုကောင်းကြောင်းအာကိုထိုက်ကြောင်းတွင်ပြောပြီးအတွင်းပိုင်းဝင်ပြီးမှွေနောက်မှာပေါ့ဒါကိုလည်းအလုံးသိရှိပြီးဖြစ်လို့မပြောတော့ပါအဲ့တော့အချုပ်ကတော့ BNR ရတဲ့ဘုံနဂါကိုယ်တိုင်2021-24ခုနှစ်အတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ခံရရတယ်အနီးကရှိတဲ့ရဲဘော်ရဲမေများကြားဆုံးတိုက်ခိုက်ခံရတာပြီးသူသည်2025ဒီဇင်ဘာမှာ BNR ခေါင်းဆောင်အချို့နဲ့ GZ YDF ညီနောင်များတွေ့ဆုံတဲ့အစည်းအဝေးမှာလည်းသတင်းပေးတရှိုတလန်တွေကြောင့်လေကြောင်းတိုက်ခိုက်ခံရတယ်2023ဇွန်မှာ MNDAA ထမစစ်ပညာသင်ယူပြီးလက်နက်ခဲယမ်းများတည်ယူလာသောရဲဘုံမှာအပါဝင်ဥယျာဉ်မှုကိုတေစာဆန်းကိုဟင်းတို့နဲ့တွေ့ဆုံဆွေးနွေးပြန်လာတော့ BNR ဥက္ကဋ္ဌအတွင်းမူနှင့်လုံခြုံရေးရဲဘော်များအပြန်လန်းမှာစစ်တပ်ကတည်င်းအတိအကျရရှိထားပြီးတန်လွင်မြစ်အကျော်လာရှိုးမဝင်ခင်ပိတ်ဆို့ဖမ်းဆီးရန်လုပ်ခဲ့တဲ့အခြေအနေကိုလည်းကြုံခဲ့ရပါတယ် TNL ရဲ့ကူညီပေးမှုကြောင့်လွတ်မြောက်လာခဲ့တဲ့ရွှေလီမြစ်ကိုဖြတ်ပြီးခီးဆက်ခဲ့ကြတယ်အထက်ရမ်းမို့ရွာဆက်လက်ပိတ်ဆို့ပြီးလေကြောင်းကြီးကြောင်းပြီးထပ်တိုက်ခံရတယ်ရဲဘော်တို့ကြဆုံးတယ်တနက်ခဲရန်นี่ပျက်စီး2022နိုဝင်ဘာမှာရှမ်းမြောက်လက်နက်ခဲယမ်းများတည်ယူလာတဲ့အချိန်မှာ KIA တပ်ရင်းစနစ်ကွင်းထဲမှာဝိုက်မြုပ်နှံထားသောမောင်းမြန်ရိုင်ဖယ်88လက်ကြီးစံ9000စစ်တပ်ကနေရာအတိအကျတည်ပြီးအတားအဆီးမရှိလာရောက်ဖော်ယူသွားတယ်ဒါတွေဘယ်လိုတင်ပေးတာလဲ BNR ဟာကိုသနတ်တွေကိုမြုပ်ပြီးသတင်းပေးတာလား
အဲ့တော့အခြေအနေအရက်ကတော့ဇန်နဝါရီကတော့ခင်ဗျားတို့သိပြီးသားမလို့ကျွန်တော်မပြောတော့ဘူးဒေါ်လာရေးအစိုးရအမိခံတချို့ဟာတွေကြော်လိုက်တော့မယ်ဗျာနော်အုပ်စုဘွဲကတအုပ်ကိုတတ်ထိုင်သောအဖွဲ့အစည်းတစ်ခုအနေဖြင့်၎င်းတို့နဲ့တူစစ်တေတာတစ်ကိုဥဆောင်ထားသည့်ဝိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးအနေနဲ့လည်းလုံထုံးလုံနည်းတွေမှာတာမန်တော်လန်ရေးတက်ငယ်တစ်ခုတည်းများစွာမမှန်ကန်နေပါဘူးလေကဲ BNR ကိုဘာကြောင့်ချီမုန်းတယ်လဲရင်းနိုင်ငံရေးဖြစ်စင်မှာတဲ့ NUG တဲ့ပြည်လူထုရှေ့မှာထွက်ပြီးဥဆောင်ခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဟာကျွန်တော်ပြောတာမဟုတ်ဘူးနော်ရေးသားတာကိုကျွန်တော်ဖတ်ပြတာ၎င်းတို့ရှောင်တိန်ကြချိန်ပြည်သူလူထုကရှေ့ထွက်လှုပ်ရှားလာချိန်မှာနောက်ကလိုက်ပြီးအခြေအနေလေးကြည့်ပြီးဥဆောင်ရန်ကြိုးပမ်းသည့်အဖွဲ့အစည်းဖြစ်သည်နောက်မှဝင်လာရသည့်အတွက်မိမိနေရာရရှိရေးခိုင်မြဲရေးတို့အတွက်ရှေ့မှာရှိသောလူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့ကိုတိမ်သွင်းခြင်းချေမုန်းခြင်းလုပ်ငန်းစဉ်များကိုရှုပ်ဝက်ချမှတ်ပြီး2021မှာစတွင်လောက်ကန်လာခဲ့ရာဘူနဂါနဲ့ BNR တွေဟာ NUG ချေမုန်းရေးအစီအစဉ်မှာပါဝင်ခဲ့တယ်။ဘာကြောင့်ချေမုန်းတာလဲ။ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နဲ့၎င်း၏တမီးတမတ်တို့ပါဝင်ပတ်သက်နေသောဖုံးကြီးတစ်ပိုင်းဗိုလ်တံမရီအဖွဲ့၏အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုစတင်ဥဆောင်ဖော်ထုတ်ခဲ့လို့ပါထို့ဖြစ်စဉ်နောက်ဆက်တွဲတရားစီရင်ရာတွင် NUG MOD အဂရိလိုက်စားပြီးအရေးယူပြက်ကွက်ခြင်းဟာကိစ္စတွေကိုထောက်ပြခဲ့တယ်။ NUG ကဝေးဝန်ကြီးဌာနမှအတွင်းဝင်ကိုနိုင်ထူအောင်နှင့်ဆက်ဆက်သောလက်နက်ရောင်းဝယ်ဖောက်ကားကိုကြိုးတီဆောက်မှုကိုလူလူထံချပြခဲ့။ NUG နေပြီးတော်လန်ရေးအတွင်းမိမိတို့အစုအဖွဲ့ကိုသာရှေ့တန်းတင်လုံးပြီးအခြားအမှန်တကယ်လှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပေါ်မှာလေးစားအသိမဲ့ပြုမှုနဲလုံးပြီးလုပ်ငန်းစဉ်လွှမ်းမိုးမှုများမှာတော်လန်ရေးကိုအာဏာသိမ်းတဲ့ကဲ့သို့ဖြစ်ကြောင်းဝေဖန်ထောက်ပြခဲ့ခြင်းကြောင့်တော်လိုင်းကာလအတွင်းတော်လိုင်းကာလအလွန်တွင်အာဏာအမြင့်တွေရေးအတွက်ဒေတာရင်းမှအမှန်တရားနဲ့အရေးသွေးရှိသည့်တက်သည့်နားလေသူများကိုအတိကမထားပဲမှားမှန်မိမိကိုယ်တို့သာထောက်ခံပြီးလက်ညှိုးထောင်ခေါင်းညိတ်သူများနဲ့တာအတိကရန်ရာတီဆောက်နေမှုများကိုထောက်ပြဝေဖန်ခြင်းတော်လှန်ရေးအောင်မြင်သွားလင်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအုပ်ချုပ်ရန်မဟုတ်ဘဲပြည်မာအတွင်းတပါတီအာဏာရှင်စနစ်ဖန်တီးချုပ်ခြင်းအုပ်ချုပ်ခြင်းနေသည့် NUG နိုင်ငံရေးခြေလှမ်းလွှမ်းများကိုထောက်ပြနေခြင်းဟာ NUG ပြစ္ဆုတ်ပံအနာဂတ်ကာလနှစ်ပိုင်းလုံးတွင်မြန်မာနိုင်ငံရေးစိုးမိုးခြေလှမ်းနိုင်ရအတွက် COC ကိုအကြောင်းပြအဖွဲ့အစည်းများအားလုံးမိမိလက်အောက်သွတ်သွင်းထိန်းချုပ်ကင်တွယ်နိုင်ရေးအစီအမံကို BNR ကကြိုတင်သိမြင်ခြင်းနဲ့နာခံမှုမရှိခြင်းဒါတွေကြောင့်ဖြစ်ပါတယ်နောက်ဆုံးအပိုက်မှာတော့တက်သုံးတက်အစီအစဉ်ပါတယ် BNR ကိုတိုက်ခိုက်ဖျက်ဆီးလိုက်တော့လေအဓိကဖြစ်မှတ်ခေါ်နဂါခေါ်ထင်လင်းခေါ်နိုင်လင်းကိုသာပြစ်မှတ်ထားရတယ်။ NUG အဓိကရင်ဆိုင်နေရတာက BNR မဟုတ်နဂါသာဖြစ်တယ်။နဂါမရှိရင်ကြံသည့်အင်အားဘလောက်ကြီးကင်တွယ်ရန်မခတ်ဟုထင်မှတ်ထားပုံရတယ်။အဲ့တော့အများကြီးပေါ့နော်။ဂျန်နာတွေတော့ကျွန်တော်မဖတ်ပြတော့တက်သုံးတက်ကပါလဲဆိုတော့လူတက်နာမည်တက်နိုင်ငံရေးတက်အဲ့တော့ဒီနေရာမှာNUG ဥပဒေအကြမ်းဖက်မှုများအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဟာရခိုင်တစ်ခေတ်ပါကြောင်အရေးထက်ပင်ပိုဆိုးစွာပုံရိပ်မဲကြီးကြံခဲ့လေပြီတဲ့နှစ်ဖက်ရဲဘော်တွေအနည်းဆုံး90ခန့်ပျောက်ဆုံးသွားခဲ့ရပြီးဒါခံမှန်းချက်သာဖြစ်တယ်တဲ့ BNR ဘက်မှ90ခန့်ပျောက်တာတချို့ပြန်လာနိုင်မယ်မထင်နဲ့ပုံနကားသာပြစ်မိတ်ပေးရင်ရင်းမပင်တွေးတောင်းစီးသွားနိုင်ပါတယ်ဒါပေမဲ့ပုံနကားပြစ်မိတ်မပေးခဲ့ပါဘူးတမိုင်းရဲ့အမဲဆက်ကိုဉာဏ်ပညာရှိရှိရှောင်ကွင်းသွားနိုင်တာကိုတော့ကျွန်တော်အတိမတ်ပြုတယ်အဲ့တော့ဒီအခြေအနေတွေကိုတိုင်းသားအခွင့်အရေးရှာဖွေနေသည့်အဖွဲ့အစည်းများပြည်သူအားလုံးနဲ့နိုင်ငံရေးအစုအဖွဲ့များအားလုံးအလင်းတတာစဉ်းစားကြပါတဲ့စားတော့အရှိကြီးပဲအဲ့တော့ဒီမိုကရေစီတို့ဖက်ဒရယ်တို့ရယူမယ်လို့လောက်ကင်မယ်လို့ဆောင်ရွက်မယ်လို့အဖွဲ့အစည်းဆိုတဲ့အဖွဲ့အစည်းတွေက
တော်လိုင်းရေးတက်တက်ကိုဒီလိုပြုမှုဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘိုးနဂါအကောင့်လို့ယူဆရတဲ့အကောင့်ကတင်လာတဲ့စာဖြစ်ပါတယ်ကျွန်တော်သဘောထားမှတ်ချက်မပေးသေးပါဘူးဒီစာကြောင်းတွေကိုသေချာနားထောင်ပြီးတော့ခင်ဗျားတို့သဘောထားအရင်ရေးထားပေးခဲ့ပါအဲ့ဒီသဘောထားတွေကို comment မှာကျွန်တော်ဖတ်ပြီးတော့မနှက်ပြန်ထပ်ဆွေးနွေးမယ်โอเคနော်အဲ့တော့ဒုတိယအပိုင်းအနေနဲ့ရခိုင်ကိစ္စပြောရအောင်အာခတ်တ်တော်အေးနပခကိုတိမ့်ပိုက်လိုက်ပြီးနောက်မှာနပခတွေကအနောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအပါစစ်ဦးစီးပထမတန်းစစ်ဦးစီးဒုတိယတန်းဗိုလ်မှုပိုကြီးအစရှိတာတွေကိုစစ်တုပ်ပန်းအဖြစ်ဥပဒေနဲ့အညီဖမ်းဆီးထားတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စစ်တပ်ကမနေ့ကဘုံကျဲတယ်ဓာတ်လက်ချောင်းဒေတာကစစ်တုပ်ပန်းထားစီရစခန်းကိုဘုံကျဲတယ်ဘုံကျဲတော့161ယောက်သိတယ်32ဦးတန်ရာရတယ်စေကုသပေးနေတယ်မနေ့ကအခြေအနေကိုလည်းအားလုံးသိပြီးသားဆိုတော့တိကျတဲ့အချက်လက်တစ်ခုဒီနေ့ထပ်ပြောပြမယ်ဘုံမူချုပ်မြင့်ရွှေစစ်ဆေးဆရာဝန်ဘုံမူအဆင့်ရှိသူတွေစစ်တပ်ကဘုံကျဲလို့တည်သွားပါတယ်ဗီဒီယိုကြည့်လိုက်ကဲကျွန်တော်ရှေ့ဝူးဝီးပြောပြနေတော့ဗီဒီယိုမှာပါဝင်ပြီးသားဖက်စစ်တက်လောက်မှာအမှုထမ်းနေပါတယ်ဆိုတဲ့သူတွေမျက်ရည်နဲ့ဆက်ပေါ့ဗျာခင်ဗျားတို့စစ်တပ်ဟာကိုအချင်းချင်းလဲတပ်ပါတယ်စီဦးစီးအနောက်ပိုင်းတိုင်းစစ်နာရရဲ့စစ်တိုင်းမှုစီဦးစီးအဆင့်ရှိတဲ့လူတွေကိုပါတပ်ပါတယ်ခင်ဗျားတို့ထောက်ခံနေတဲ့ကောင်တွေခင်ဗျားတို့လောက်ကတော့စာမဖွဲ့ဘူးဘယ်နိုင်ငံရဲ့စစ်တပ်မှမဆိုတုံပန်းတွေကိုမိမိရဲ့တပ်ဖွဲ့ကအဖမ်းခံရတဲ့စစ်တုံပန်းတွေကိုပြန်လဲထားတယ်တန်ဖိုးထားတာတွေလုပ်လို့ရှိပါတယ်မကြာခဏကြားဘူးမှာပါအစ္စရေးရဲ့ဟာမတ်စစ်ပွဲအစရှိတဲ့စစ်ပွဲတွေမှာစစ်တုံပန်းတွေအပြန်လဲမှုတွေလုပ်ကြတယ်တန်ဖိုးထားကြတော့မင်းအောင်လိုင်းဖက်စစ်တပ်ကတော့ကိုရဲဘော်ကိုတန်ဖိုးမထားသလိုလက်စပိန်ပြဖို့ပဲချန်စီနေပါတယ်အဲ့ဒါမင်းအောင်လိုင်းဖက်စစ်တပ်အနေနဲ့အဲ့ဒီအချက်ဟာကိုရဲဘော်ကိုတစ္ဆာဖောက်တာဖြစ်ပါတယ်ဆက်ပြီးထောက်ခံချင်နေကြတယ်ဆိုလေထောက်ခံနိုင်ပါတယ်တစ်ချိန်မှာခင်ဗျားတို့ရင်ဝတွေကိုဒါဆိုင်လာပါလိမ့်မယ်ဖက်စစ်တပ်ကိုတစ္ဆာခံထောက်ခံသူတွေအတွက်တတိပြချက်ကြီးအချိန်မျိုးခင်ဗျားတို့ကိုတစ္ဆာဖောက်ပြီးသူတို့အကျိုးစီးပွားကိုထိခိုက်လာရင်ချိန်မုံတက်ဖြတ်ဖို့ဝင်မလေးတဲ့တတိပြချက်အနေနဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်ဓာတ်လက်ချောင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဆင့်ရှိတယ်တက်မှမှုအဆင့်နဲ့ဘုံမှုဘိုလ်ချုပ်ဘုံမှုချုပ်ဘိုလ်ကြီးစစ်တပ်ရဲ့မိသားစုဝင်ပေါင်းမြောက်များစွာကိုမင်းအောင်လိုင်းစစ်တပ်ကပြန်လဲတေယူကဲထုတ်ရေးစစ်တုံးပန်းလဲရေးဆိုတဲ့တံမိုးထားမှုကိုမတွေ့ရပဲပုံကျဲတက်လိုက်တာခင်ဗျားတို့တွေ့ပြီလားစက်သစ္စာခံပြီးမင်းအောင်လိုင်းကိုစက်သစ္စာခံပြီးစက်ထောက်ခံနေတယ်ဆိုလဲသဘောပါပဲရှင်းပြမနေတော့အဲ့တော့ညီကိုအနေနဲ့အာခတ်တတော်အေးရဲ့ဆိုမို့ထိန်ချုပ်ထားနိုင်စွမ်းတစ်ချက်လောက်ကျွန်တော်လှစ်ပြချင်ပါတယ်ကလရမြစ်စီမံကိန်းအလုံးစုံကိုအာခတ်တတော်အေးကထိန်ချုပ်ထားပြီးဖြစ်ပါတယ်ဘာနဲ့တက်တည်ပြမလဲဆိုတော့ဒီကနေ့မီဇိုရမ်ဝန်ကြီးချုပ်ကိုယ်တိုင်ကလရမြစ်စီမံကိန်းဟာအာခတ်တတော်အေးရဲ့ထိန်ချုပ်မှုအောက်ကိုရောက်ရှိနေပါပြီအာခတ်တတော်အေးနဲ့ကျွန်တော်တို့ ਨੇ ထိတွေ့ဆက်ဆံပြီးကျွန်တော်တို့ကလဒန်မြစ်စီမံကိန်းကိုပြန်လဲပတ်ဖို့စိတ်အားထက်သန်နေပါတယ်အာခတ်တတော်အေးဟာဘယ်အဆင့်ကိုရောက်သွားပြီလဲ
အာရခတ်တက်တော်ကြီးကကြောက်ဖြူကိုထပ်ထိန်ချုပ်ပြီးရင်တရုတ်ကကိုဘာစကားပြောလာလိမ့်မယ်တင်တယ်တွေးကြည့်ကြပါဒီနေ့ရဲ့နောက်ဆုံးရသတင်းတွေကတော့ဒါပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်